ကြီးတယ်မောင်ငါတိညိုတာနဲ့ကိုမေ့ကုန်ပြီကုန်လို့ ဒီရှာကုန်းမှာပေါ့ကွာ ဟုတ်ပြီတခြားလေးကုန်းတာဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်ကဒီလိုလေးလုပ်မယ်ဟုတ်ပြီအဲ့ဒီစကားပုံ ဘာလဲဘာလဲ မိုးရွာတော့ပင်ခံ လာခဲ့ဟာတော့မိုးရတော့ဒီခါမှာဘာမိုးရတော့ခင်ဗျာ ပုဂ္ဂိုလ်ကိုသိလေ အဲ့တော့ငါဟောစကားဘူးတော့မိုးကြိုက်တယ်မင်းတကယ်လို့မင်းထပြီးတော့မင်းအဆိုင်ဝန်းနဲ့ထိုးစမ်းတစ်ချက်လောက် ထိုင်ဝမ်နဲ့ ဆိုင်ဝန်းနဲ့နှခါလောက်ခုံလိုက်သား ဆိုင်ဝမ်နဲ့နှခါလောက်ခေါ်မှာဟုတ်လား ခုံလိုက် ဆိုင်ဝမ်နဲ့နှခါလောက်ကဲ ခုံလိုက်သား မင်းသိတော့ပါမလားကွာမင်း လာပါလေဘာဖြစ်ပါဘူးခုံလိုက်ပါ ငါထပြီးခေါ်မှာလားထိုင်ပြီးခေါ်မှာလား ထပြီးခုံ ထပြီးကိုခေါ်မှာ ခုံမင်းတော့ကတော့ဖီးကုန်းပြီးတော့ရီခိုင်းပြီးတာဘယ်သူကဖီးကုန်းရီနိုင်လို့တော့ငါကြတော့ဗုဒ္ဓလေးခိုင်းတာဖီးကုန်းရီတဲ့လူသူမြင်မှုတော့ အဲ့လိုလားကျွန်တော်ထားရတော့မှာပေါ့ ထခုံ ဟုတ်သေးဘူးလေ ရတယ်ခုံ တကယ်ထားမှာလားထားပြီးနှခါခုံးဝင်တော့ လူထားခိုင်းတာတော့ လူထားပါပါ အေးလူထားခိုင်းတာ ကဲဟုတ်ပြီကွာအဲ့တော့ကျွန်တော်ပြိတ္တနော်ဩဃတာပါခင်ဗျာဒီကောင်ထားခိုင်းလို့ထားလိုက်မယ်နော်ကဲထားလိုက်တစ်ချက်လောက်ကဲ အဲ့ဒီတကယ်ပေါ့ အဲ့ဒါဘာလဲ ဖွေးလီခုံလို့ဖုံမထားမင်းမရဲလိုက်လားအားပြောပါလေမရဲလိုက်လားပြောပါလေဒီနေ့ကိုပွဲကြီးတရားတည်းရတဲ့ဆိုင်းเสียကွာဘာလဲတော့ဆိုင်းเสียခွေးနဲ့နိုင်ကြလားပြောရတယ်လေခွေးသိခါကြောက်ကွာဆိုင်းเสียသိခါကြောက်တော့ ကိုဟန်းစံခင်ဗျာတော်တော်တက်နေတာပေါ့ဟုတ်ပြီဗျာအဲ့တော့ဒီနေရာမှာသူတာသလားကိုတာသလားကျွန်တော်ပြိုင်မယ်နော် ဟုတ်ပြီဟုတ်ကဲ့ မင်းတို့မားလို့တော့ငါနဲ့တွေ့မယ်နော်မားလို့ရှိရင်ညာချင်း2သိန်းခွဲဗျာမှမဝိနဲ့ ရလို့စမ်းပါမားလား ပြောလိုက်စမ်းအေဝဒီမှာမလားအေဝဒီမှာပြောလိုက်စမ်းမလေး မကြားလိုက်ဘူးလားဟုတ်ကဲ့ ဘာလဲတော့လေကြီးမနေတဲ့ကြောက်မှဒီမှာတားပြီးဆိုင်နေလားနတ်သိဝမှာပါလို့တော့အင်းမရဘူးရွှေမုံရည်ကမရဘူးရွှေမုံရည်တို့ရွှေမုံရည်တော့ရွှေရွှေမင်းမဟုတ်ပါဘူးဒီလိုသနှုံးမုံရောင်းတဲ့ရွှေမုံတွေ ချွတ်တော်တက်နေတယ်ပေါ့ဒါတစ်ခေါက်မလို့မမားသေးတာနောက်တစ်ခေါက်ဆိုမားကိုမားသေးရမယ်ဒီညမမမချစ်ဘူး လည်းပတ်စံဒီကောင်2သိန်းဝယ်ရပြီ2သိန်းဝယ်ရပါပြီခင်ဗျာဟုတ်လားဘာဖြစ်တာ မင်းမားသွားတာပါခင်ဗျာ မင်းညမ အဲ့နာလေးတောင်းလိုက် ဟောမင်းဝါကို4-5ချက်လောက်ပို့ပြီးကြည့်တယ်လေမင်းမားတာပေါ့ဟာ ငါမားရမဟုတ်ဘဲနဲ့ ဘာမားတာလဲဟာ မင်းတို့ဆက်ဆံမားနေတာ ဆက်စရာဘာမားလို့တော့ဟာမင်းရတယ် အေးမတီးပဲနဲ့ငါတီးတာတစ်ချက်သေးရေမင်းတို့ဆိုင်ကြအဲ့ဘိုးတွေတင်တော့ဖိုးတဲ့ အဲ့လိုလား ဟုတ်ပါ မင်းမင်းလူလည်းမလုံးနဲ့တော့ရမယ်ငါနဲ့ဆက်စရာမလုံးဘူး အမိုက်ကိုငါဖတ်ရမယ် ဟော ဟယ်လို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  တကယ်လား အကြောင်းဘာတီးတော့မင်းဖြောင်းနေ ငါမိုက်ကြတော့ဘာဖြစ်ပါဘူးဟယ်လိုမိုက်မပြဘူးလေငါဟယ်လို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 ဟယ်လိုတစီဝါဒူ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 ဟယ်လို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 ဝတ်သားကြီးကစီဒီများနေများနေဘူးတီဒီများနေများတယ်ရေးချေးတဲ့ချင်ကျက်တော့လည်းမပေါင်းစီလေးထဲချုံမောပေါင်း
ချင်းနေသွားရီချင်းနေဒီအဲ့ကိုနေညာငါပြီးရောငါပြီးရောငါနေ အဘီယောငါချုံမလဲထေဦး လူကလူမရှင်းနေပြီးတော့ဖက်တဲ့ချွတ်ပြင်စမှာခိုင်း စီနေကြော်တယ်လည်းမဟုတ်ဒီတိုင်းလောထားတာအဲ့ကျွေးရတာလူတွေအများကြီးကွာမင်းတို့တဆိုင်သာတော့တယ်မဟုတ်ဘူးဟဲ့လားလူကိုယာတဲ့ချီထောင်တဲ့ချီပြီးကျွေးနေရတာနေတာမဟုတ်ဘူးထားလို့ခေါ်ရမှာဘာလို့လျှောက်ပြောနေတော့အဲ့ကဝါပြန်ကောအဲ့မှာတော့မင်းဝါမေးဝါပြန်ကော နင်ဟယ်လိုနေချစ်ချက်နေကြည့်လိုက်မလီဖြစ်မှာ လူငါလေလေဟောဒီဆိုင်ဆရာဖြစ်မှာ ကလေးလိမ့်ပါလေနော်မင်းဒါလေးကောက်ပြီးလို့ကြည့်ရင်မင်းပညာတတ်ကြီးဖြစ်မှာကျောင်းဆရာကြီးတို့ဆရာဝန်ကြီးတို့ဖြစ်မှာဟုတ်ပြီဒါကောက်မပြီးတဲ့ကလေးတွေတော့ရေခဲကျောင်းရောမှာ ပညာ မလေးကလိုက်ပြီးကောက်ပြီးလဲမှာဟုတ်ပြီမင်းကတော်တက်နေတာ ဟုတ်တယ် ဆက်စရာဒီကောက်မှပိတ်ထားတယ်စမှာဒီကောက်မှပိတ်ထားတယ်မှာနော်အဲ့တော့တက်နေတာအစမသိမှမပြီးရင်တော့လူရှင်တော်ဖလို့ကလေးစစ်ရမ်းစေပေါ့ဗျာနော်ထပ်ပြီးမားပြန်ပြီကဲပြိတ္တအမြင်ပါခင်ဗျာဒါကတော့ကျွန်တော်ရဲ့ဆက်စရာနဲ့မဆိုင်တော့ပါဘူးခင်ဗျာမိုက်ကိုလည်းပိတ်ထားပါတယ်ကဲတော့မင်းနှစ်သိန်းခွဲပေးလိုက်ပါတော့ ဘာဆိုင်နော်ငါမားရမှာဟုတ်ပဲနဲ့ ဒီမှာရတယ်တော့ မင်းမမလို့ဘယ်သူမှမတော့မင်းကိုယ်တိုင်မှတာလေ၄၅၆တောင်ပို့တာ ဟုတ်ပါဘူးဟာဒီဝါကြီးမားနေရောဝါချင်းလေးကြီးရ ရော မကောင်မောင်မားအဲ့ဝါကြီးကမား ဟုတ်ကောဟုတ်လားမသိဘူးဆွတ်တဲ့ ညာ မင်းကကြမမဝဲနဲ့ဒီကောင်ကဘာလို့မလာ သူကမာမဘောဒီလိုတဲ့ခေါ်တော့ကတော့ KTV သွားနိုင်ယူ ဒီဝါမန်းညီမလေးတွေကဖုန်းဆက်လို့ပါလား ဟုတ်ပြီနော်လေးလာပါဆိုတော့ခွေးချင်းဘူးတာပဲလေးလာနေတယ်နော် တောင်းပါလားပါ အဲ့တော့မင်းကိုဝါလဲပြီဟဲ့ဆွတ်နဲ့ဝါလဲပြီလား ပြီးပြီဆရာ အေးအဲ့တော့မင်းကဝပုနဲ့ဖြစ်သွားပြီနော် ဟုတ်တယ်ငါဝစီပေါ်ဆို တော့ခဏကြည့်ရတော့ငါတောင်းမိမယ်လေတို့နှစ်သိန်းပြီ မရဘူးဒီတစ်ခါမှမရတော့ပါဘူးနော်မှားလို့ရှိရင်နှစ်သိန်းခွဲလုံးဖြတ်မှာနော်ကျွန်တော်လာပြီးစိန်ခေါ်တဲ့ကောင်မင်းရပါမယ်ဆိုင်းစီယာလူရှင်တော်ဟဲ့ကငါပြောပြမယ်နားတော့ဇကပုံတစ်ခုရှိတယ်ကွာကြားကကြားကြောင်ကကြောင်နဲ့လားအချိန်တန်လို့ရှိရင်ကြားကကြားကွာဟဲ့ကြောင်ကကြောင်ပဲပြင်မှာမင်းသိတာ မင်းစကားဘုံလိုက်ကြည့်လိုက်သမားဟာလို့ကြားစရာဘယ်လိုလဲဆိုကြားစရာကြောင်းလက်သေးပွဲတာအောင်သိမိတာကြောင်းကကြားကိုသိမိတာကောင်းလေးဟဲ့ကြောင်းမမင်းရဲ့လက်ချီးပြီးချီးပုံပြန်ဖုံးခဲ့သေးတယ်မင်းကြပြစ်လက်ခယူတာကွာဒီပန်းလာကိုဒီမင်းတိုင်းယူဟာလို့ကြီး မင်းဝါဒီရဲဆိုင်တာစီကြတာ9000နေဒီမှာလည်းညီလေး ဟုတ်ပြီစကားဝါမြေတချင်းကျွန်တော်ပြီးရင်စနေစတဲ့လုပ်ပေးမယ်နော်ခဏလေးပဲစောင့်ပါခင်ဗျာအဲ့တော့မင်းဒီဝမ်းမလို့ဟလာဒီတစ်ခါမင်းနဲ့ငါနဲ့တွေ့မယ်ဟလာစွတ်တဲ့မင်းဝါပြီးထားတယ်နော်ကိုဟန်းဆက်ဒီတစ်ခါမအောင်တီးမလားမအောင်တီးမလားမင်းနဲ့ငါနဲ့တွေ့မယ်နော်မင်းကိုဝါနဲ့လဲပြီးထားတာနော်ခါတော့သွားပြီခင်ဗျာတော်တင်ပြီနော်ဒီလောက်မင်းမာတာ3ခါရှိပြီပေးလိုက်တော့မင်းနဲ့ပြေးွယ်မောလိုက်တာကသူ့မောအောင်လို့အာဟာရမပါဘူးငါမာတာမဟုတ်ဟုတ်မင်းမာတာမဟုတ်တော့ဘယ်သူမာတာလို့မင်းနာကြမှာဟုတ်နာကူနာကြမအောင်ပဲကွာဟုတ်ပြီမင်းကမပေးချင်လို့ပြောနေတာဟုတ်ပြီမင်းမပေးနိုင်ဘူးဆိုတော့တေးကြတယ်ဆိုလို့ရှိရင်မင်းဒီ
မှာအားလုံးမကြားဘူးတဲ့စိုင်းစစ်လူရှင်တော်မှန်လို့ရှိရင်စိုင်းစစ်ရှိရပါတယ်ခင်ဗျာစိုင်းစစ်ရကိုမြောက်ပြင်ပြရတဲ့စိုင်းစစ်ရှိရပါတယ်ဒီစိုင်းစစ်ကိုငါကြိုက်အောင်ဟဲ့လားစိုင်းစစ်ခက်စစ်ခတ်သွားနဲ့မင်းငါ့ကိုစစ်ပေးနိုင်ရင်မင်းစီကမယူတော့ဘူး အဲ့ဒါစစ်မိမယ် ငါကြိုက်အောင်လုပ်တော့ ကိုစစ်လာ ဆင်းလိုက်တော့ပါဇက်ကြီးနဲ့ ဒါနဲ့မသိလို့ငါပြင်းနေစရာ တော့စပါ ဒီမလေးမမင်းနဲ့လို့ ဟောတော်ကြောတော့ဒီလာခဲ့ ဟုတ်တယ် ပြိတ္တကိုသွားအောင်လုပ်စမ်းပါ လိုက်ထဲအားတစ်ဖက်မရှိတော့ကလေးတွေတက်နေလို့ပိန်းသွား ကားဆိုင်ပို့ထားတာကားမဆော့ပို့ထားတာ အဝိုက်ရှော့ပို့ထားလို့ ဘာလို့တော့နေရလို့လုပ်စမ်းပါ သူတို့ကချမ်းသာတယ်လည်းမျိုးနေလေသူ့အမေကသိမ်အောင်တာပါ အဲ့ဒါကြတော့ဟုတ်တယ်ကျွန်တော်တို့ရီပါနဲ့အမေရလေတားရှိနေယူတကယ်စိတ်ကောင်းတာကျွန်တော်တို့ကြောင်ပြောင်းမြို့ဈေးထဲမှာထင်းတီတီရွှေဆိုင်ရဲ့ဘေးမှာစိတ်ဆိုင်အကြီးဖွင့်ထားပါတယ်ကျွန်တော်မြင်နော်ရောက်လို့ရှိရင်ဝင်ခဲ့ပါ သူ့အမေကသိမ်အောင်တာပါ ဘာစိတ်နဲ့တော့ တငင်းသီးစားရည်ဆို ရွှေငွေရောက်တာကွာ ဟိုနေ့ကပုတ်ကုန်လုံးမောင်လေးယူပါအောင်နဲ့ယူလို့ပုံကြီးလို့ကျုပ်ပတ်နန်းနေ အဲ့ကောင်ရှောက်မလို့နဲ့ဆိုင်ရဆိုင်စီဝါရဲ့စီဝါရဲ့တက်ကွာအဲ့ကောင် ဒါကကွဲပါနေနော် ကောင်းပြော ချမ်းသာတာချမ်းသာတာမဟုတ်တာကိုချမ်းသာတာ လွတ်ချမ်းလာတယ် မြို့ပေါ်မှာဆိုမလီတိုက်နေတာနဲ့ကားနဲ့မလို့ဟိုတလောကမန္တလေးပွဲသွားကြည့်တာ မန္တလေးကိုကျွန်တော်ပွဲသွားတည်တာ မန္တလေးမြို့မှာပွဲရုံမိုင်ရှင်သမီးရတောင်ကျုပ်တို့ဆိုင်ကြာချင်းနေတာ မပြောပါနဲ့ ပြောကွာ ပြောပြီးတော့မုန်းနေတာကွာ ပြောစီခြင်းလို့ပါမင်းကမူလို့ကိုမရဘူး မပြောပါနဲ့လို့ပြောတော့ကွာ မန္တလေးကိုကျွန်တော်ဟိုတလောကဆိုင်းသွားပြီးတော့တီးတာကျွန်တော်တို့ပွဲရုံကျွန်တော်တို့သွားပြီးတီးရတာပေါ့ဗျာနော်ပွဲရုံပိုင်ရှင်ကြီးရဲ့လူသွားပြီးတီးရတယ်အဲ့တော့ပွဲရုံပိုင်ရှင်ရဲ့သမီးကကျွန်တော်ကိုချိန်နာတဲ့ကျွန်တော်ချိုးလို့လှလို့ပေါ့ဗျာ အဲ့လေလေပွဲရုံမိုင်ရှင်သမီးအချင်းရော အဲ ကျုပ်တို့ဆိုင်ကြာကတာဘုံမတို့လေးနေစိတ်သားလည်းမပြေဘူးစစ် တော့လို့လာလို့ချိန်တာမဟုတ်ဘူးလား ဟိုချက်တို့အိမ်မှန်လို့ မင်းမကြီးချက်တွေဖြစ်ရမှာလားဒါကြီးကချက်တွေကြီးလား ဒါကပြောတာတကယ်ချမ်းသာတယ်နော် ကောင်းပါဘူးမမင်း ပြောလို့ပြော ဆရာကြီးက နားချမ်းသာတယ်နော် အေး ပြောလို့ပြော မင်းငါရှက်ချက်လားမင်းလည်းမရှက်တယ်ကောင်းတယ်ကောင်းပါလို့ကမှာ တော့ပြောတော့တယ်လား ဘာလို့လဲဟာရောလက်ချီတုံနေဟုတ်ပေါ့ ဟုတ်ပါ လက် ဘူး ရှိတုံးနေ လက်ချီမဟုတ်ပါဘူးနာယီလား ကောင်းပြော ကျော်တော့ခိုင်းတယ်ချမ်းသာလား ရှင်းလဲချမ်းသာတယ်ပညာလည်းပညာတတ်ပါတယ်ခင်ဗျာ ပညာတတ်မျိုးရို့သူ့ဖေဆိုရှိနေ ကျွန်တော်အဖေကဝါသနာပါလို့စိုင်းတီးတာကျွန်တော်ကိုလည်းဘွဲရအောင်ထားတယ်သူကိုယ်တိုင်ကလည်းရှိနေပါခင်ဗျာ သူ့အမေကတော့နောက်ပြေးနေတာ နောက်ပြီ ရှိနေရင်မိမကွာ ကောင်းပြောရှိနေတဲ့နောက်ဖိနေတာသူတို့ဒီမယားချင်းရန်တက်တာဘာကိစ္စလဲငါလည်းမသိဘူး လကားပြောတာပြောလို့ပြောမအောင်တော့သူ့လေးအင်ဂျင်နီယာများ အင်ဂျင်နီယာကျွန်တော်တို့ကြောင်ရောင်းမြို့မှာစီပင်နဲ့အင်ဂျင်နီယာဖြစ်ပါတယ် သူတော့လုတ်ပြုတ်သွားပါအင်ဂျင်ဝိုင်ပြားရင်မှရက်တယ် အကုန်လုံးသိရမှာ ဒါတော့ကျိုးသားလို့ဘိုးကြီးမှပြီးတုတ်သွားပြီလို့တက်တော်လေးတာရွှာ ရွှေလုံးနဲ့ပြလို့ကိုသိရမှာ အင်ဂျင်ဝိုင်နဲ့ရားရည်နဲ့ငါမားသေးလို့ငါဦးလေးရလဲကွာအဲ့ဒါနည်းနည်းသိလွန်းတက်လွန်းသွားလို့ဖြစ်တာရှောက်မလို့နဲ့နောက်တစ်ယောက်ပြောသမှာ သူ့တော်မှာကြောင်းဆရာမ ကျွန်တော်ဒေါကမှာကျောင်းဆရာမကြီးအထက်ကနှစ်ကျောင်းဆရာမကြီးဖြစ်ပါတယ် သူတော့လုတ်ပြုတ်သွားပါ အားလည်းတော့ တာတလင်းချိန်မရေးနဲ့ အဲ့လောက်ကြီးညံ့တာ ဒီလာကြီးတဲ့ခမလေးကြီးတဲ့လူလားတာတလင်းချိန်ဘယ်ဘက်လေမှကိုမြန်ပြီးချုပ်ကိုမေးပေါ့ တာတလေးကြည့်ပဲဖြစ်တယ်ငါလည်းမသိဘူးဟဲ့အကောင်းကောင်းပြောမှလည်းမပြောဘူးလား သူတော့ခွဲရပြီလားတီးတာတလင်းချိန် မသိဘူးကွာကဲပြောကောင်းကောင်းပြော အလကားပြောတာသူ့အမမှာလော အေးကျွန်တော်အမကမှလောဆိုတာကရှိနေ ဟုတ်ပါဘူးလင်းယူလောနေ ရှိနေပွဲထားတာကွာဟဲ့ အမေပြီးတော့သမီးကတော့ကိုပြောင်းမလို့အောင်လေ ဘုံသားကွာတော်တော်များနေပြီဒီတော့ကျွန်တော်ဘယ်လိုနိုင်အောင်လုပ်ရင်အောင်မလို့ အလကားပြော မဟုတ်ဒီကောင်အပြစ်ထုတ်ပြင်လို့ပြင်လိုက်ဒီကောင် ဒီလောက်ချမ်းမဲ့အေယာဝတီမှာအာ ကောင်းကောင်းပြော အလကားပြောတော့သူတို့မွေးချင်းနေရတဲ့ပညာတတ် ပြပြလိုက် သူကြတော့ အဲ စာတလုံးမှမတတ် အားလုံးဟာ ဘလောက်စာမတတ်တော့နင်းရမယ် အဲ
ဟိုတလောကမန်းလေးသွားတာမန်းလေးမျိုးဆိုတော့တို့အမတွေညီမတွေသိတယ်လေအကိုတွေညီတွေသိတယ်လေမန်းလေးမျိုးဆိုကြောက်မန်းလေးမျိုးမှာထိုင်းဖို့ထူဖို့ထားတယ်လေမြင်းမြင့်ခင်ထုံးမုံရသည်မဖတ်တယ်မဖတ်ဖဲနေပါလားမလီကပေါ်ဆူစစ်စစ်ပြီးမဖတ်တယ်မဖတ်မင်းမဖတ်တယ်ဘူးအေးသေးနေဆိုအကျေကြီးထဖတ်တာဘာဖတ်တယ်ဘယ်ဖတ်တယ်မြင်းမြင့်ခင်မုံရသည်ဘယ်လိုဖတ်တယ်ဘယ်လိုဖတ်တယ်မြင်းမြင့်ခင်ဖေးထုံးမုံရသည်မြင်းမြင့်ကိုထုံးဖို့ရသည်လို့ပါကွာအဲ့ဒါငါမျက်မှန်ပါမလားလို့ခုတော့မှတေချာမြင်ရတာမဟုတ်မျက်မှန်မပါလို့ပါဟာမျက်မှန်ပါလို့လည်းပြောတာပါမျက်မှန်ပါတော့လည်းဟိုနာလက်ဖိတ်တိုင်းထိုင်တော့လေဒီတိုင်းပဲဘောလုံးဝဲလောင်းမဲ့သူဘောလုံးဝဲမောင်းစာရေးရေးကြည့်တာဟိုမှာဗလာကြီးနဲ့အာဂျင်တီးနာအဖက်တဲ့အတိုင်းဒီဗလာမသူမျက်မှန်ပါတယ်ဘုဖတ်ချာဗလာစီအာဂျင်နဲ့စိုက်ကြိုက်မှမဝဲပဲနဲ့ကောင်းပြီမင်းကကိုကောင်းကောင်းကဲကဲစစ်မပေးနိုင်ဘူးဆိုလို့ရှိရင်တော်လိုက်ပါလို့ကိုဟန်းဆက်အဲ့ဒါနဲ့ကျုပ်ကလည်းလက်ဖိတ်တိုင်းမှာရှက်တော့ပြန်ချလာပြန်ချလာတာလမ်းကြတော့လမ်းကြအထူးကြီးတစ်ဆုပ်ပေါ့ရဆိုင်းဆရာကြီးကိုရံရဲ့ကြီးကဘာလို့ကြီးမှမသိချီတော့ကြီးလားမသိမကောက်ပါနဲ့ဆိုသုတ်ကောက်လာကောက်လာပြီးတော့ကျူးညီမတို့သိပါတယ်အေးစပတ်ကနှစ်ထပ်ကားပေါ့နှစ်ထပ်ကားပေါ့တဲ့အဲ့ထုံကြီးကောက်လာဖြီးတယ်တဲ့ဘယ်လိုဖြီးလို့ထုံကြီးကဘာလို့ကြီးမှဘောလီထုံကြီးဟောအဲ့တော့ထုံကြီးကဘောလီအဲ့တော့ဆိုင်းဆရာတိုဘီတီမရဲလာရင်ကအထုပ်ကြီးကဘောလီကြီးတော်ပီတီဟာသူကလည်းသူတို့ကာယံတော့ကြိုက်နေတာပဲလေနော်ဟုတ်လားနိုင်တော့မအဆုံးကြီးနေခိုင်းချီပြီးกว่าချီပြီးกว่าသူမနိုင်တဲ့သိမင်းပြောလိုက်ရင်အိုဂျီပဲဆိုတာကဟိုပြည်သိကနိုင်တဲ့သိလားဟုတ်ဘူးအိုဂျီပဲတဲ့တဲ့ဇက်ကတက်တက်ဝဲသူနိုင်ရပုံမှန်ကလေးဆိုင်မစင်းဆိုတာကဆိုင်ကုန်စင်းမနမ်ဒီလားဟုတ်ပြီမင်းကတစ်ချိန်မနသိရအားလို့ GB အော် GB တွေတွေအမလေးပြီးခဲ့တဲ့ Black Line ကြီးမှာရထားတာအာမေကြွားတယ်ပြောမှာတော့ရွှေမုံပေးတာရွှေမုံဘယ်ရွှေမုံတော့တိုင်ကနေနေလေဟိုအမားတို့ကကြီးသားကြီးပြတော့တော့မပေါ်စင်းနဲ့အမားတို့ဟိုဒီပါအင်္ဂလိပ်ရှိတယ်ဗျအင်္ဂလိပ်ရှိတယ်တော့ဘယ်လိုရည်မှန်းတော့ပေါ်ကြောင့်လို့ရတာဘယ်လိုရည်မှန်းဘယ်လိုရည်ရောအင်္ဂလိပ်ရှိတော့ဘယ်လိုပဲဒီပါကျန်တယ်ဖမန်းတော့အားပြောတယ်ဒီလိုလေးကြည့်တာဟုတ်တယ်ဒီကဟုတ်တယ်ဒီကတကယ်ပြောတာဒါမှမဟုတ်ငါမိမယူသွားခေါ်တဲ့မိမယူပါမိမယူရင်သွားခေါ်တဲ့မိမယူပါအဲ့ဒါကြောင့်မကောင်းဘူးလေဝါတကယ်ပြောတာဝင်ရမင်းအားထားတာအဲ့လိုကိုရမိမတောက်စားလာမူးပြန်လာဟဲ့မိမဘိုင်းချက်တို့မိမဘယ်လိုပြောမှန်းတော့ပတ်စပ်ပဲပြလို့ပြောပါဦးပြောဆိုမိမပါးနေတော့ပြရအမေမိမငေါ်တော်ပြုံးပြဘူးဗျဘယ်လိုငိုနေမှန်းတော့ဘယ်လိုငိုတော့အဲ့ပါပါဗျာအဲ့ပါပါဗျာအဲ့တော့ကြက်ပါတော့တော့ရတယ်ဒါတော့မိမတော့တခေါ်ရရှိချင်ဘူးဘာလို့လဲယူလို့ယူရင်တော့တောသူပဲယူမှာဘာလို့လဲအမေပြုစုတီတုံးတော့ဘာလို့လဲသမင်းမချက်တာဟင်းမချက်တာဟုတ်တယ်လေဟိုမွေးမိလောင်ဒီမွေးမိလောင်ချေမွေးမိလောင်လက်မွေးမိမလားမလေးသူဘာလောက်တာပြုစုဘာလောက်တာပြုစုဒီမှာချက်ပြုတ်လားဟောတာဒီမှာလာခဲ့ချွာနေနေတာလေဟုတ်တယ်တော့တောသူပဲယူမှာမလီအမေလည်းမာထားတယ်ကျော်ကလာတယ်မရတော့သူတဲ့မေတော့သူပဲယူမှာဟုတ်ပြီကျောက်ကိုတယ်လည်းတော့သူပဲယူလာတယ်ဟုတ်လားတော့သူယူတာတော်ပါလေတို့လိမြတ်တို့ချောင်းချောင်းကြည့်တာမလီကိုအလန့်ခေါ်လိုက်တယ်မိမကြီးဆိုသူမိမထူးတယ်လေတော်ချစ်စရာလေးထူးတာယူသားတာလေယူသားတော့လေမိမကြီးခမင်းသားအောင်လေဖို့ခဲ့ပါတော်တော်မိမကြီးရေတောက်ချင်လေလာပါပြီတော်အဲ့လိုထူတာသေးလားမိမလေးတမနဲ့လုံးတော်နဲ့လုံးသွားသေးလားညလေးရောက်တော့အိမ်ကနေအိမ်မက်တဲ့တူပါလေဘယ်လိုမက်တယ်တော်ဆိုခဏနေတော့ရဲတွေဝိုင်းလာပြီးကျုပ်ကိုဖမ်းသွားမှာလားဟဲ့လို့ကျုပ်ကိုဘာလို့ဖမ်းတာလဲတော့မင်းကိုဖမ်းမှလေးတဲ့သူမိမတော်ဆိုတာအဲ့ကောင်မတော်ပဲလုံးနေဟုတ်လားအော်ရတယ်ကြောင်းငါအဲ့ဒီကတော့ခါမလေးချဘူးအဲ့လိုရှောက်ပြောကဲတော့ဟုတ်ပြီဟလားကျွန်တော်ရဲ့ပြိတ္တကချားကျင်တာကလည်းဟလားကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကလေးကြီးကစားဗလာဆိုင်ကိုလည်းကြိုက်တယ်နော်ဟုတ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်အများကြီးဆိုပေးမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ပြိတ္တကိုကျွန်တော်အရင်ဆုံးဟလားမင်းတချင်းလေးတစ်ပုတ်လုံးနဲ့ဟလားအေးတယ်လို့တော့မထင်ပါနဲ့နော်ဟုတ်ပြီအမေချင်းတော့ဘိုးတချင်းကောင်းတယ်ဟာတချင်းတော့မေပြီးရင်ပြီးတာပဲဟောဘာတိုင်းလုံးဟာဘုမစစ်ပါကောပေါ်ချမ်းရတဲ့လောက်တောင်း
ချင်းကောင်းတာလေလိုင်းဝါကိစ္စညာလေမေတချင်းလေဒါနေဝါရကြီးတွေဝါရမဆုံးမနဲ့လဲဒါနေဝါရကြီးတွေဝါရချက်တော့နဲ့လဲအမလားဘလို့ပြလို့ တော့ဟုတ်ပြီကျွန်တော်ရေဟလာပရိသတ်ကြီးတွေဟလာမြစ်တာလက်ဆောင်လေးတပုတ်ပေါ့နော်ဟလာအားလုံးလည်းတီးပြီးသားတချင်းလေးပါအချင်းလေးရဲ့နာမည်ကမင်းပေဂျေစုတဲ့နော်ဒါလေးကျွန်တော်ကိုကြီးတောင်းထားတယ် ကိုကြီးခုနမျက်မှန်နဲ့အမေကြီးကမချင်းတောက်တာနေတယ် ဟောဗာ ဘုရားခင်မှာကျွန်တော်တို့ဟိုကိုက်မှာရေးသွားတာ အမေကြီးကကျွန်တော်ကိုဘာတချင်းတောင်းထားတာလို့ ဟွာလည်းငါဒီဆော့တဲ့အမေကြီးကိုစုပြီးတတ်မှာတဲ့ ဟာလေတော့ ဘာချင်းတော့ဆိုတော့လာမင်းနဲ့မှအစားထားမှဆိုဆိုပါ ဘယ်နဲ့နာမည်နဲ့မကြီးထားထားမယ်နော် အဲ့ဒါကြောင့်ဒီမှာငါ့ကိုဖိုးကြီးတယောက်ကလည်းလာတောင်းတာ ဘာတချင်းတို့ ကြီးစားဖြစ်မှာစွန့်လွန်လိုက် ဟိုဘာတဲ့ သူတို့เนี่ยကဂျေးกว่า ကဲဟုတ်ပြီညာအဲ့တော့အားလုံးထားခြင်းနေတယ်ဝင်းပေဂျေစုတချင်းလေးနော် ဟုတ်ပြီ transaction လေးနဲ့ဒီလိုလေးဟလာပြင်းပါဆိုလို့ပါနော် transaction လေးချိန်ဆိုလိုက်မယ်နော် ဆိုပြီးတော့အေဝရီမှာမူကြီးအောင်နော်အေဝရီမှာ ဒီမှာ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ကျွန်တော်ဝေတောင်းဆိုတာလည်းမွေးမိကျေးဇူးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒါပြီးလို့ရှိရင်ခေတ္တချင်းလေးဇန်တိုက်ဇက်တိုက်ဆိုပါမယ်ခင်ဗျာကျွန်တော်ဆိုင်ထဲမှာအဲ့တော့ကျွန်တော်ဆိုင်ထဲမှာအဆူတော်တွေအများကြီးပါပါတယ်ကျွန်တော်ဟိုဗါလေတွန်းပြားရွာဖြစ်တဲ့အတွက်ကျွန်တော်ဒုတိယအမြောက်အချိန်ဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့အဆူတော်တွေအားဖြည့်တာပါ အဆိုတော်တွေ38ရောက်ပါတယ်ပြောပြလိုက်တကယ်တော့ပြောတာမဟုတ်ပါဘူးဝင်ရကပြောမှနဘွေးသက်ဆိုတော့အဆိုတော်38ရောက်38ရောက်ပါတယ် 38ရောက်ပါတယ် ဒါပေမဲ့လို့အခုကတော့3အောင်ထင်ပါတော့တာ ဘာလို့လို့ လမ်းကတော်တော်ဆိုးတယ်လေ လမ်းကဆိုးတော့ လမ်းကဆိုးတော့ပြောမယ်ကားသမားလည်းတအားမောင်းတာမောင်းတော့ဖောက်သူတယောက်ပြကြလိုက်ရှင်းပါဖောက်သူတယောက်ပြကြလိုက်ဖောက်တယ်ပါလားတဘုံဘုံနဲ့ပြကြလိုက်ကျုပ်ဆန်တယ်မှာ3ပုတ်ပဲပါပါ ဟဲ့3ရောက်လို့ဆက်ပါဟာ မဟုတ်ပါဘူးကွာ3ရောက်နဲ့3ခုတော့လောက်တော့လို့ပါ